င်္ဂလာပါဘုံဘုံ အေးမင်္ဂလာပါ ဟိုကျွန်တော်နှစ်တန်းလောက်ထဲကတီးချင်တဲ့မေခွန်းတစ်ခုရှိရယ်ဘုံဘုံ အာကြာလာပြီကွာ ဟုတ်တယ် ငါတော့မေးလောက်ပြီမင်း ဟုတ်တယ်အဲ့ဒါဘယ်သူမှမဖြေနိုင်ဘူး ဟာလန့်တော့ကွာ မဖြေနိုင်ဘူးဆိုတာလေတိတိကျကျတပည့်တော်ကျင်တဲ့လောက် ကဲပြောကွာ ဟယ်လိုโอเคအဲ့ဒါ ဒါမေးတဲ့မိခွန်းထဲမှာအဖြေပါသွားပြီ ပါတာ ပါသွားပြီ အမို့တပည့်တော်မေးချင်တာဘုံဘုံနိဗ္ဗာန်ကလေဟိုတပည့်တော်အဖိုးတွေအဖွားတွေနောက်တွေ့ရဟိုတက်ကြီးရွယ်တွေမေးကြည့်တယ်နိဗ္ဗာန်ဆိုတာဘာကြီးလဲလို့မေးကြည့်တယ်အဲ့မေးကြည့်တော့သူတို့ပြောတာ ဘာကြီးမှမဟုတ်ဘူး ဟုတ်မဟုတ်ဘူးတဲ့နိဗ္ဗာန်ဆိုတာဘာမှမရှိတော့ဘူးတဲ့ ဟာဟာ ဟုတ်စားဘာမှမရှိတော့တာ ဟာဟာ ပြန်လဲစလို့မရဘူးတခါတည်းပြီးသွားတာအဲ့လိုမျိုးကြီး အေးဟုတ်တယ် ဟုတ် အဲ့တော့ နိဗ္ဗာန်ကိုအကယ်၍မတော်တဆများရောက်သွားခဲ့သည်ရှိတော့ဟုတ်လေအကယ် ဟုတ်ပြီလား မဟုတ်ရောက်သွားခဲ့သည်ရှိတော့ဟိုစားတပည့်တော်တို့ပြန်ထွက်လို့ရတဲ့နီးလေးများရှိလားအရင်ပြင်းစရာကောင်းနေမလားလို့ဘာမှမရှိဘူးဆိုတော့လေဟုတ်ဘာမှမရှိဘူးဆိုတော့နိဗ္ဗာန်က နိဗ္ဗာန်ရောက်သွားပြီပြန်ထွက်လို့ရတဲ့နီးတန်းလို့ချင်းဖုံဖုံပေးမယ် မှန်ပါ တကယ်ယူမလား ဟုတ်ယူပါမယ် နိဗ္ဗာန်2မျိုးရှိတယ်တန်းပြန်ထွက်လို့ရတဲ့နိဗ္ဗာန်2မျိုးရှိတယ် ဟုတ် တစ်မျိုးကဟင်္ဒရာကနိဗ္ဗာန်ဆိုတဲ့ရွာ အော် နောက်တစ်မျိုးကဘကိုးမှာနိဗ္ဗာန်ဆိုတဲ့ရွာ အော်အဲ့နိဗ္ဗာန်ကိုပြောတာမဟုတ်ဘူးဥစားလေဟိုတကယ်နိဗ္ဗာန်အစစ်ကိုပြောတာ အဲ့ဒီစကားလေးသားစီကလိုချင်လို့ဘုန်းဘုန်းကဒါလေးပြောပေးတာသားတကယ်နိဗ္ဗာန်အစစ်ကိုလိုချင်တယ်ဆိုတဲ့အဲ့ဒီစကားလေးလိုချင်တာနိဗ္ဗာန်အစစ်ဆိုတာမတော်တဆရောက်ရိုးထုံးစံမရှိ တပည့်တော်ငယ်ငယ်ကဟိုဖျားရှိခိုးလို့ရှင်တော့နိဗ္ဗာန်ရပါလို့ကြီးဆူတောင်းတယ်ဒါပေမဲ့အဲ့နိဗ္ဗာန်ဆိုတာဘာမှမရှိဘူးလေတည်ရောနောက်မဆူတောင်းရဲတော့ဟုတ်လားနိဗ္ဗာန်ရောက်ရပါလို့ကြီးပါဖျားရှိခိုးရင်ထဲမဆူတောင်းတော့ နိဗ္ဗာန်ဆိုတာနိဗ္ဗာန်ဆိုတာတကယ်သိကျင်တာလား တကယ်သိချင်တာပါပဲ နိဗ္ဗာန်ဆိုတာမတော်တဆမရောက်ဘူးဒါလေးတစ်ချက်လက်ခံလိုက် မှန်ပါ ဟုတ်ပြီနော်သားတစ်ခုလုံးမှာအနာဘူးကြီးတွေပေါက်နေတယ်ပြည်တွေနဲ့တကူလုံးကြိုက်ခဲနေတယ်ဆိုရင်အဲ့ဒီအနာပျောက်တာကြိုက်တာမပျောက်တာကြိုက်တာ ပျောက်တာကြိုက်ပါပဲ ဟုတ်ပြီ